အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စင်ကာပူမြန်မာတန်ရုံးမှာ passport တန်းတူရပတ်သက်ပြီးတော့တွေ့ကြုံခဲ့ရတာလေးကိုမျှတော့ဖြစ်ပါတယ်ဟိနေရတော့မူရီရွာနေခဲ့တာပေါ့နော်ပတ်စံလည်းတထုတ်ရသေးတယ်ယထာစီတာကအလွယ်ဆုံးလို့ပြောရမယ်ယထာနဲ့ဒိုဘီကောကိုစီဒိုဘီကောကနေ exit B ကနေထွက် exit B ကရှောက်ရတော့နည်းနည်းဝေးတယ်ဒါပေမဲ့မရောက်မချင်းဒါဆက်သွားလိုက်စင်တက်ရမယ်ပြီးလို့ရှိရင်တော့သူ exit B ကိုရောက်သွားတဲ့အခါမှာကားစီးဖို့ပို့လွယ်သွားပြီဟိုကြည့်လိုက်အဲ့ဒါ bus car gate ပဲသွားတယ်ဗျဒီပေါ်တက်လိုက်ရင်မျက်နှာချင်းဆိုင်မှာ bus car gate ကိုတွေ့လိမ့်မယ်ထွက်ပေါက်ကိုရောက်လာလိမ့်မယ်မူကဒီလိုပုံစံရောက်ပြီး exit B မျက်နှာချင်းဆိုင်ကိုသာထွက်သွားဟိုဘက်အချက်မှာကားဂိတ်ရှိတယ်အဲ့ဒီပန်းချန်လေးကိုကြော်ပြီးတော့ရှေ့ဆက်သွားမယ်အဲ့ဒီအဆောက်အဦအကြီးကြီးကိုတွေ့လားဘတ်စကာဂိတ်ဒီ point ရှိတယ်နော်မိစိမ့်မဖြတ်ဘာမှစဉ်းစားမနေနဲ့36ကိုသာတက်ပြီးတော့စီအဲ့ဒီကို36ကတော့တစ်ခုပဲရောက်တာ6မှတ်တိုင်စီးရင်ရောက်သွားမယ် after cascade road မှာဆင်းတိတ်မကြဘူး14-15မိနစ်ပဲအခုဆိုရင်ရောက်ပြီစင်းမီဆိုတာနဲ့ဒီအဆောက်အုံကြီးကိုတွေ့မယ်ဘယ်ဘက်ချမ်းက6ပဲရက်တဲ့မှတ်တိုင်အဲ့ဒီအရှိတဲ့ကိုသာရှေ့ဆက်ပြီးရှောက်သွားရင်ကုန်းမြင့်မှာဟိုဘက်လန်ကူတဲ့စီကိုရောက်မယ်အဲ့ဒီကနေသဆင့်ရှေ့ဆက်ပြီးတော့သွားရုံပဲလမ်းညာဘက်ရှေ့ကိုတက်ရှောက်ဒီ point ကနေလန်ကူဟိုဘက်အချမ်းကိုရောက်မယ်အဲ့ဒီညာဘက်မှာဘတ်စကာမှတ်တိုင်ရှိတယ်ပြီးရင်အထဲကိုစတိုက်ဝင်သွားရုံပဲဒီတကြောလုံးရှိစတွေ့တဲ့အထိသာဆက်လျှောက်သွားမြင်ရပါပြီရှေ့မှာဒါတော့8နိုင်ခွဲလောက်ပဲရှိသေးတယ်လူကတန်းစီနေပြီကိုရီသွားတော့ကအချိန်က3မျိုးတောင်ပြောလို့ပဲအချိန်မှမသိဘူးအဲ့ဒါနဲ့8နိုင်ခွဲလောက်ရောက်သွားတာလူ10ယောက်လောက်တန်းစီနေပြီရှေ့မှာအဲ့ဒါကြောင့်ကိုလှည့်ကြရင်လေစောစောပြီးချင်းစောစောသွားကျူတန်းစီကျူမစီပဲနဲ့ကြော်တက်လို့မဖြစ်ဘူးဂိတ်ကအဖိုးကြီးစုလိုက်မယ်နော် passport mate to pass mate to မပုံတင် mate to နှစ်စုံစီနဲ့ဖြည့်ရမယ့် form နှစ်ခုအခွန်ဆောင်ဖို့တစ်ခုကမှတ်ပုံတင်တူဖို့ form အဲ့ဒါတွေပြည့်စုံပြီဆိုရင်ထဲမှာစောင်းလို့ရပြီ